ရွာသွားမှဖြစ်ပါတယ်ရွာလူမျိုးတွေပေါ့နော်ကျွန်မအဲ့ရွာကအဲ့တဲ့အိမ်ကျွန်မအိမ်လေးပဲရှိရပါတော့အဲ့ကျွန်မသွားမှဖြစ်ပါတယ် let's go ဒီလိုလေးကိုရအောင်ပေါ့နော်ကျွန်မဒါ ID ထည့်ထားပါတော့ ID ထည့်ထားပါအိုးတိုက်တော့ပါနော်ID လို့ရေးပေးထားပါတယ်ဗောနော်သွားချစ်သွားလိုက်ဗောနော်ကဲဒီဘက်ဒီလိုမျိုးဗောနော်ဒီကိုရတယ်ဗောနော်အခုဒီနေရာလားဟုတ်လားလမ်းမမီဟုတ်တယ်အမရောက်ပါပြီပေါ့နော်တေချာလေးတွားတယ်ဒါကကားကြီးရှယ်တယ်နော်ဒီအိုးရမ်းလာပြီနော်ဒါကျွန်တော်မရှိရလို့ရှည်လေးတွေဒါတွေကပန်းမင်းလေးကြီးရောက်မှာပေါ့နော်အလေးအရှိမထိုင်လို့ရဟုတ်ပါဒီမှာထိုင်နေဟာဒါအိမ်ထဲဝင်လိုက်နော်ဒီလိုမျိုးအမကြီးရောရလာဒီလိုလေးထိုင်ရအောင်ထိုင်လို့လည်းရတယ်ဒါလေးကရွာအိမ်လေးလိုမျိုးပဲရှယ်မိုက်တယ်အဲ့ဒါအဲ့ဒါအဲ့လိုကြီးချိုးရနေရပါနော်ဟုတ်ကဲ့ပါလေဟာရဒီဆောပါလေနာပေါ်တယ်ပေါ့နော်ပေါ်တော့သွားမယ်အပေါ်တက်မယ်နော်အိုးအဲ့ရလေးဒါအဲ့လိုဖွင့်နေပါနော်အဲ့ရလေးရှိတယ်ဒီလိုဒီမှာလေးတော့ရွာလို့လေးရိုက်မယ်ဆိုရင်ဒါလေး ID သွားတင်နေပါနော်ဒီဆောင်းလို့ဒါလေးကမီးဘူးချောင်းပါနော်ဒီနေ့တစ်ထက်သေးသူကပါပါနော်ကဲလာပါတယ်ပါနော်ကဲအဲ့ဒီဒါအိမ်မော်တို့အိမ်လေးရှိမှလည်းဟိုလေးကြာနေပါနော်အေးစသေးနေနေတဲ့လူလေးအတွက်ပေါ့နော်ကဲဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက်ဗီဒီယိုမှာဆက်တွေ့ပါbye subscribe ရေးလုပ်ခဲ့ပေးကြပါဦးပေါ့နော်